ရင်နဲ့မဟုတ်ဘူးနော်ကရင်ပြည်နယ်ရဲ့ရတိပြန်ကူးမှာပါအရန်လှသောအေးချမ်းသောကရင်ပြည်နယ်ကြီးကိုကြိုက်သွားပါပြီစီလေအေးနာပဲရှုရင်းနေရမ်းလှဘဝတရားရဲ့အမှန်မှန်နဲ့ပို့ပြီးတော့ပို့ပြီးတည်လာပါပြီဘဝတရားရဲ့အရမ်းလှပါလေအေးချမ်းလိုက်တာကြည့်ရတော့အရမ်းအေးချမ်းလာပြီထူးဆန်းနေကြောက်တောင်လေးရတဲ့ဘဝတိုင်းဖြစ်နေတာလေအရမ်းထူးဆန်းနေရေတိုက်စားတော့လှနာပဲရေတိုက်စားတဲ့အရာတွေရတယ်ကြည့်ရတော့အရမ်းကြည့်လိုက်နော်ထပ်ပြီးတော့သွားချင်တယ်ဒီလိုမျိုးသွားဖို့ကလည်းမိုးရင်းဆိုရင်တော့သွားလို့မရဘူးလို့ပြောကြပါတယ်ဒေတာခံနေရတယ်ခုလိုချိန်နဲ့သွားလို့ကောင်းလာပြီသူ့ရဲ့သဘာဝတိုင်းကိုအပေါက်ပြီးရောက်သွားတယ်လေးလေးကအေးနာပဲထဲမှာလည်းလိုက်ကိုရမမှောင်းလာပဲနန်းကတော့ကြောက်တယ်ဒါပေမဲ့ကြောက်စရာမကောင်းဘူးကြပါလေလူတိုင်းတော့သွားနေတာပေါ့နော်ကြောက်နေပဲဗီဒီယိုလေးရိုက်ခဲ့တယ်ဓာတ်ပုံလေးလည်းရိုက်ခဲ့ပါတယ်ရေထဲမှာလည်းငါးလေးတွေအများကြီးရှိတယ်ဓမီလေးထိုးပြီးတော့လျှောက်ပြီးတော့ကြည့်ခဲ့ရတယ်ပြင်ရောက်တော့အလှဓာတ်ပုံကြီးရမြန်မာပြည်မြန်မာပြည်ရဲ့ဘီယန်နံပေါ့နော်တွားတဲ့နေရာထဲမှာပါပါတယ်ရီရီတွေကလည်းအေးနာပဲကြောက်နေပဲနားရီလေးနည်းနည်းတော့ကင်ကြည့်ခဲ့ပါတယ်တော်တော်လေးအေးအေးလေးဖြစ်ခဲ့တယ်အကြာကြီးတော့ရီထဲကိုမကင်ရဲခဲ့ပါဘူးနော်တဘာဝလှိုင်းကူကြီးအများကြီးရှိသေးတယ်ကရင်ပြည်နယ်မှာထပ်ပြီးတော့သွားချင်ပါသေးတယ်ရှင်ပုံလေးတွေရောဗီဒီယိုလေးတွေရောစိတ်နဲ့တက်ကြလားလှလားရှင်